ငယ်စဉ်တို့ရဲ့လက်မှတ်ရေးထိုးပွဲလေးမှာပီတီတွေဖြာနေတဲ့မိဘနှစ်ဦးပရိသတ်ကြီးရဲ့နုပညာရှင်တွေရဲ့မင်္ဂလာပွဲတိုင်းကိုစောင့်ကြည့်ကြတဲ့သူတွေအတွက်ဒီပွဲလေးကအထူးခြားဆုံးပါပဲနော်ပွဲထဲမှာအဖြူရောင်ဝတ်စုံလေးကိုကြီးနဲ့သူတို့ရဲ့အချစ်တင်ကြီးတာကိုဖော်ပြထားတဲ့မင်းသားဟင်းဝဲရဲ့နဲ့မင်းသမီးဆိုပြတဲ့စင်တို့ရဲ့လက်မှတ်ရေးထိုးပွဲလေးဖြစ်ပါတယ်နှစ်ယောက်သားလက်မှတ်ထိုးပွဲလေးမှာမင်းသားဟင်းဝဲရဲ့မိဘတွေကတော့အပျော်ကြီးပျော်နေကြပြီးတော့ပီတီတွေဖြစ်ကသားနဲ့သမီးကိုကောင်းချီးပေးခဲ့ကြတာဖြစ်ပါတယ်သားနဲ့သမီးကိုအရင်ကတည်းကပေးစားခြင်းခဲ့ပေမဲ့သူတို့ရဲ့နုပညာတွေကြောင့်ယူသိမ့်ယူထိုက်တဲ့အချိန်လုံးမှပေးစားဖြစ်တယ်လို့ပြောပြလာခဲ့ပါတယ်။နှစ်ယောက်သားချစ်ခင်မှုရှိပြီးလိမ္မာတဲ့ကလေးတွေဖြစ်လို့မိဘချင်းသဘောတူကြတယ်။လိုလေသေးမရှိအောင်မင်းသမီးဆိုပြည့်လေးရဲ့လိုအပ်တာတွေကိုဖြည့်ဆည်းပေးထားတယ်လို့ပြောပြခဲ့ပါတယ်။သူတို့မိသားစုထဲမှာသမီးလိမ္မာအေးအေးလေးရောက်လာတာကြောင့်နှစ်ယောက်သားအယမ်းပျော်နေရလို့ပြောပြခဲ့ရပါဒီတော့ပရိသတ်ကြီးမင်းသားဟေးဝင်းရဲ့နဲ့မင်းသမီးဆိုပြည့်လေးရဲ့လက်မှတ်ရေးထိုးပွဲလေးမှာစစ်စရာပုံစံလေးတွေကိုကြည့်ရင်းနဲ့အမှတ်တရစကားလေးတွေပြောခဲ့ကြပါအောင်နော်။